ခွန်အားသုံးအားလေးမိသားစုအစဉ်ပြေဖို့ရာအမတန်လည်းမလျှော့ခဲ့ပြီဘဝသေးသေးနင်းပြဖြစ်ပါစေအမိကသားတို့အတွက်နဲ့အရက်တကာကိုလက်စီအောင်ကြွေးခဲ့စီတဲ့မိမိချွေးရွှဲနေတွေ့မိတိုင်းအမိဟုတကယ်တနာတယ်အမေဘဝအမေကြောင့်တွေ့တိုင်းသာမျက်ရည်ဝိုင်းရှိသည်များခွန်အားသုံးအားလေးမိသားစုအစဉ်ပြေဖို့ရာအမတန်လည်းမလျှော့ခဲ့ပြီဘဝသေးသေးနင်းပြဖြစ်ပါစေအမိကသားတို့အတွက်နဲ့အရက်တကာကိုလက်စီအောင်ကြွေးခဲ့စီတဲ့မိမိချွေးရွှဲနေတွေ့မိတိုင်းအမိကိုတကယ်တနာတယ်သားရီသမီးတွေလူမမဲအရွယ်မဆချီလူတလုံးသူတလုံးလူရဝင်ဖြစ်ဖို့အရေးပညာအမွေပြီးခဲ့တဲ့အမေဘဝစခုတ်စီမြင့်ထက်ဘူးအရက်ထဲလဲလို့ရောင်းလာရှာဖွေရသမျှငွေမစားရရင်နေအရောက်ဖို့ဆောင်ပြီးခဲ့တဲ့အမေကြောင့်တွေ့တိုင်းရဲ့ရည်လေကနေထိုက်တဲ့စီတဲ့မိမိအခုတော့ဖဲ့ရဲ့ထားနေတင်ယူရောင်နေရှာတယ်လေအမေရင်မဖြစ်မပြေအလွမ်းမျက်ရည်လေးကျွေနေလောင်နေတဲ့အသားအရေးအတမတက်ခဲလက်တွေလောကရန်ရင်ကြံခဲ့ရတဲ့မိဘဝကိုအမိသားသမီးတွေမြင်မာပြီးသိခဲ့ရပါပြီတဖန်မြန်လဲကျေးဇူးတရားတွေကြည်ဖို့မို့နှောင်းငယ်ဘဝအချင်းရင်မာတကယ်ဖြစ်မစီဘူး